Hey guys အားလုံးပဲမင်္ဂလာပါခဏကတော့ super healthy ဖြစ်တဲ့ broccoli နဲ့ကြက်သားရဲ့ပေါ့နော်ဟင်းလျာတစ်ခုလုပ်တော့မှာဖြစ်ပါတယ်အဲ့တော့တကယ်ချင်းတို့လည်း like ကြည့်ပြီးလုပ်ကြပါပေါ့နော်လုပ်ပြီးစကြည့်ဖို့အခုကျတော့လေးများ2ယောက်ရဲ့အမေဖြစ်ပြီးတော့မှ broccoli ကိုခုတ်ရင်းနဲ့ TikTok မှာ tutorial လည်းကြည့်ဖြစ်လိုက်တယ်ပေါ့နော်အသားလေးတွေကိုတိတိမွမွလေးတွေခုတ်ပြီးတော့မှသူ့ထဲမှာခရူစီရဲ့ soy sauce ရဲ့ corn starch ရဲ့ပြီးတော့black pepper ရဲ့ထည့်ပြီးတော့မှနေပြီးတော့မှသူ့ကိုနိုင်ခွဲလောက်စိမ့်ပြီးအဖုံဖုံပြီးထားပေးရတယ်ပေါ့နော်အဲ့နောက်ပိုင်းပွဲဆူနေတဲ့ရေးထဲမှာ broccoli ကိုထည့်ပြီးတော့မှ10မိနစ်လောက်ပေါ့နော်ပြုတ်ခံပြီးတော့မှသူ့ကိုရေခဲရည်တယ်ထည့်ပြီးတော့မှရေစစ်ထားလိုက်ရတယ်ပေါ့နော်အဲ့နောက်ပိုင်းချက်တုံဖြူလေးကိုမမွားလေးခုတ်ရမယ်ဂျင်းလေးကိုမမွားလေးခုတ်ပြီးတော့မှစီထဲမှာခဏလေးကြော်လိုက်ကြော်ပြီးဆိုရင်ချက်သားလေးခုနစိမ့်ထားတဲ့ချက်သားလေးကိုထည့်ပြီးတော့မှကြော်လိုက်ပေါ့နော်ခဏလေးကြော်ပြီးဆိုရင်ချက်သားလေးကထဲတဲ့ဒီကိုသူကချက်ပြီးဆိုလို့ရှိရင်ခွက်တစ်ခွက်ထဲမှာပေါ့နော်ခရူစီရယ်ဆွဲ sauce ရယ်ငမြရည်လေးနည်းနည်းရယ်ပြီးတော့ချက်သားမုတ်ရယ်ထည့်ပြီးတော့မှsauce လေးတစ်ခုဖြစ်အောင်နယ်လိုက်ပါနေပြီးဆိုလို့ရှိရင်ကျန်နေတဲ့ချက်သားလေးမှာစစ်ထားတဲ့ broccoli ကိုပြန်ထည့်ပြီးတော့မှအဲ့ဒီ sauce လေးကိုလည်းထည့်လိုက်ပါခဏလေး2မိနစ်3မိနစ်ထိပေါ့နော်ထားလိုက်ပါအဲ့ဆိုချက်ပြီးဆိုလို့ရှိရင်ခုလိုဟင်းလျာလေးတစ်ခု ready ဖြစ်သွားပါပြီဒီအစားအစာတွေကိုနှစ်သက်တဲ့သူကတော့ဒီဟင်းလျာလေးကိုလုပ်ပြီးတော့မှစားစစ်ချင်ပါတယ် Okay bye thank you